သိဘူးနော် ရေပိုင်းကအချင်းလေးပေါ်မူတည်ပြီးတော့3မိနစ်လောက်တော့ကြာမယ်ဗျဟိုတကယ်လို့ခဲရင်မယ်ဆိုလို့ရှိရင်တော့တနေ့ကုန်ကြာသွားပြီလဲကြာရမယ်ဗျ အော်ဟုတ်ရဟိုကြာချင်းတော့ကြာတယ်ကျွန်မစောင့်မယ်ရှင်ဟိုလေကျွန်မရေလေးခဏတော့ထုတ်လိုက်အောင်နော် ဟုတ်ကဲ့ဗျ ဟုတ်အခုကော်ဖီလေးလာတောက်ပါအောင်လားရှင်ပင်မနေပြီလားမသိ အော်မပင်မမအောင်ဗျ ကော်ဖီလေးတောက်ပါအောင် ကျွန်တော်ကော်ဖီမကြိုက်လို့ပါဗျ အဲ့ဆိုသူများပြောတာလည်းကားဖြစ်ပြီပေါ့ ကျွန်တော်ကော်ဖီတော့မတောက်ပြီမဲ့ဟိုနွားနိုးတော့တောက်ပါတယ်ကျွန်တော်တော့နိုးလေးပါလေးတိုက်လို့မရဘူးလားဗျ ရတာပေါ့ like it